Valentine နေ့ဆိုတော့လေမောင်လေးကစားပြီးသွားပြီလား Valentine နေ့ဆိုတော့လေစားရောစားပြီးကြပြီလားအကိုကစားပြီးသွားပြီလားအေးဆိုတော့ကိုစားပြီးပြီလား ဘာလို့မရလဲစားအားလုံးပဲမင်္ဂလာပါ Happy Valentine Day ပါညီမတို့ဒီနေ့ Time City ကိုရောက်ရှိနေတာဖြစ်ပါတယ်ညီမတို့ကဒီနေ့မှာတော့ Power Flash နဲ့အတူတူ Valentine Day အမှတ်တရ Random Quiz Question လေးတွေမေးသွားမှာဖြစ်ပါတယ်ဘာမေးခွန်းလေးတွေမေးသွားမလဲဆိုတော့ညီမနဲ့အတူတူလိုက်ကြည့်လိုက်အောင်ကို Valentine Day ဆိုတော့လေစားပြီးပြီလားမစားသေးဘူးဘာမစားသေးလဲချောကလက်ပေါ့အမရောမကြွေးတော့ဘူးလားကျွေးပါဒီနေ့ Valentine Day မှာကိုဒီကိုဘာလာလောက်တာလဲမသိဘူးရှင် Valentine Day ဆိုတော့စားပြီးပြီလားကိုခါပါစားချောကလက်မေးရပါကိုမစားသေးဘူးဒီအကိုစားပြီးပြီလားစားပြီးပါရှင်ဘာစားပြီးရလဲမောက်စားပြီးမောက်စားပြီးလားညီမလေးစားပြီးရောစားပြီးပြီလားဘာချောကလက်လားချောကလက်စားပြီးပြီတကယ်ကြီးကျွေးရစား Single လား RS လားsingle ပါ Single ဆိုတော့ဒီနေ့ကျွေးမဲ့လူမရှိဘူးပေါ့ Single လား RS လား single ပါ Single ဆိုတော့ကြနေတဲ့ကောင်မလေးရှိလားငါရွယ်လေဒီနေ့ Valentine Day ဆိုတော့ပေါ့နော်ဘာစီစဉ်လေးရှိဒီနေ့ကကျွန်တော် single ဆိုတော့ဘာစီစဉ်မှမရှိဘူးတေချာလို့လား Single တေချာလို့လားတေးကြတယ်ရန် single ကောင်းလေးရှိရဆိုတော့ရီစားမရှိတဲ့လူတွေဘယ်လိုပြောချင်လဲ sorry ပါ ကမလေးရှိရောလေအခုလိုမျိုးပေါ့နော်ဒီလိုရက်ဒီမှာဆိုရင်တော့ကမလေးမပြင်းအောင်ပေါ့နော်အဲ့တော့အဖေတွေကတော့အခုအိမ်လေးမှာပဲနေပေါ့နော်ပြောလိုက်ပါအဖေအိမ်မှာပဲနေလို့အဖေတွေရောဘာနှိမ်ချင်လဲအဖေတွေကဒီလိုဗလာတိုင်းနေ့မှာပေါ့နော်ဘယ်လိုပြောမလဲချောကလက်ငတ်တာပေါ့နော်ချောကလက်ငတ်တယ်ပေါ့နောက်နေ့များငါ့ဦးမှာပါလို့အခုလည်းမရဘူးလို့နောက်လည်းရမှာလည်းမဟုတ်ပါဘာမရလဲရှိတာအခုပါတော့ကမလေးလည်းမပါဘူးဆိုတော့ရီစားဟောင်းကြောင်းလေးနည်းနည်းမေးလို့ရလားရီစားဟောင်းဒီကနေဘာပြောချင်လဲရီစားဟောင်းဘာမှပြောချင်ပါရီစားဟောင်းနဲ့ခုကောင်မလေးဘယ်သူ့ကိုပို့ချင်လဲအခုကောင်မလေးပါရီစားဟောင်းကိုတစ်ခုလောက်ပြောပေးပါသမီးဝအောင်စားတာပေါ့သဘောကျနေတဲ့ကောင်လေးနာမည်အစလေးပဲ David သဘောကျနေတဲ့ကောင်လေးရှိလားရှိရကောင်လေးနာမည်အစလေး K အများကြီးတယောက်ရဲ့နာမည်အစလေးပြောကြည့်ပါမေ crush နေရဆိုတော့အပြင်မှာခါလောက်တွေ့ဦးခြင်းတယ်ပေါ့ညီမတို့အခု random quiz မေးခွန်းမေးနေရဆိုပေါ့နော်နောက်ထပ်အခုနောက်ကမေးမဲ့လူကိုဗာမေးခွန်းလေးမေးခြင်းလဲအော်ကီယာကြီးလည်းမေးလို့ရတယ်တကယ်လို့နောက်မေးမဲ့လူကလေသူ့ကောင်မလေးပါလာရင်လေသူတို့ရဲ့ anniversary date မေးလိုက်ပါနော်မလေးတို့နှစ်ယောက်ကိုပေါ့နော်အရှိကဖြည့်သွားတဲ့အကိုကမေးခွန်းလေးတစ်ခုမေးသွားတယ်အဲ့ဒါကညီမလေးတို့နှစ်ယောက်ရဲ့ anniversary date လေးတဲ့18 November 2020အကိုတို့ရဲ့အရှိကဖြည့်သွားတဲ့အကိုကအကိုတို့ couple နှစ်ယောက်ကိုပေါ့နော်မေးခွန်းလေးတစ်ခုမေးလိုက်တယ်အမအောင်မေးရပါအဓိကကတော့ကောင်းလေးရှိရပေါ့နောက်ထပ်တခြားလိုက်ပွဲကောင်းလေးရောကြိုက်နေရရှိလားတဲ့ရှိပါသိကြလားတဲ့ဟုတ်သိကြအခုချိန်ထိဘာဖြစ်လို့ single ဖြစ်နေရလဲတဲ့ဘာတော့ဒီလိုပါပဲကောက်ခုနေရတဲ့ဘဝကိုကြိုက်တယ်အဲ့ဆိုညီမလေးတကယ်လို့ရီးစားထားမယ်ဆိုဘယ်လိုကောင်းလေးမျိုးသဘောကျလဲဒီကနေပြီးတော့ချက်တော့ပြပြလိုက်ပါကိုထက်အသက်ကြီးပြီးတော့ပို့ပြီးတော့နည်းနည်းဟိုပြောမလဲရှီရတဲ့လူမျိုးဆိုသဘောကျရီးသားဟောင်းသတိရနေအောင်လားလို့ဖီးနေအောင်လားလို့မြည်ပါဟုတ်အခုလက်ရှိထိလည်းတိတ်ချစ်သေးပါတယ်လို့ပြောချင်ပါတယ်ရီးစားဟောင်းသတိရမရပါဘယ်လိုပောက်ကြမိကုန်နဲ့ဆေးထိုးမလဲအခုတယောက်ကိုတကယ်ချစ်တာလားပေါ့နော်ဘယ်တော့ပြတ်မှာလဲလို့မေးချင်ပါတယ်ဟုတ်ဘယ်တော့ပြတ်မှာလဲလို့မေးချင်ပါတယ်ဟုတ်ကဲ့ပါအကိုကိုမေးတယ်အရင်ကောင်မလေးကိုရောတဲ့အခုကောင်မလေးလို့ပဲတဲ့ရန်ချစ်ခဲ့တာလားတဲ့ဟုတ်ပါအရင်ကောင်မလေးကိုတဲ့အခုကောင်မလေးလို့ပဲချစ်ခဲ့ရလားတဲ့နားမလဲမေးခွန်းဘယ်တော့ပြတ်မှာလဲတဲ့ပြတ်ဖို့ရစီတယ်မရှိပါသိကြလားသိကြပါအဲ့ဒါဒီကနေပြီးတော့သူ့ပြန်ပြောလိုက်ပါဦးဘယ်တော့ပြတ်မှာလဲဆိုရင်မေးခွန်းဟာဘယ်တော့မှမပြတ်ပါဘူးလေအမြဲတွဲသားမှာပါလေဘယ်တော့မှမပြတ်ဘူးဒါညီမတို့ Power Flash ကလုပ်တဲ့အစီအစဉ်လေးမို့လို့အကို Power Flash ရဲ့ gift လေးလက်ဆောင်ပေးရပါအကိုဟုတ်
ကျေးဇူးအများကြီးတင်ပါတယ်ဒါမိကွန်းလေးဖြည့်ပြီးလို့ဒီ Power Flash ကနေပြီးတော့မြစ်တာလက်ဆောင်လေးပေးတာပါဟုတ်ကဲ့ Happy Valentine Day ဖြစ်ပါစေဒါက Power Flash ကနေပြီးတော့မိကွန်းလေးဖြည့်ပြီးလို့ဒါမြစ်တာလက်ဆောင်လေးပေးတာပါ Happy Valentine Day ပါဒါလေးကမိကွန်းလေးဖြည့်ပြီးလို့အမတို့ Power Flash ကနေပြီးတော့မြစ်တာလက်ဆောင်လေးပေးရပါကဲအားလုံးပဲဒီနေ့မှာတော့ Time City မှာ Power Flash နဲ့အတူတူ Valentine Day အထိမ်းအမှတ်ဟာတာလေးတွေအခွေလေးတွေ random quiz လေးတွေမြင်မြသွားတာပဲဖြစ်ပါရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲအပျော်တွေလည်းကူးဆက်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတာ Anytime, anywhere you charge. Charge လေးစကွတ်ချက်နဲ့နေရာတိုင်းမှာ Power Flash နဲ့စိတ်ကြိုက်အားသွင်းလိုက်. Charge easy, keep running.